ကျွန်တော်ဆော့လာတော့ရှောက်ပေါ့နော်ဒါအတွေးကြုံရကျွန်တော်တွေးခဲ့တဲ့ဟာလေးတွေပေါ့အဲ့ဒါကျွန်တော်ပြန်ဝင်မျှပေးတာဖြစ်တယ်နော်အဲ့တော့ဆရာကြီးရှိတယ်ဆိုတော့ကြော်သွားပေးပါနော်ဒါပေမဲ့မသိသေးတယ်ကျွန်တော်မှအခုမှ new player လေးပဲဖြစ်ဖြစ်ကျွန်တော်အားပေးရင်ကျွန်တော် fan တွေပဲဖြစ်ဖြစ်အားကြည့်သွားလို့ရပါတယ်ဘုဒ္ဓလေးနဲ့နေတယ်ပေါ့နော်โอเคအဲ့တော့ချိန်မဆွဲဘဲနဲ့သွားကြည့်ရအောင်အဲ့တော့မသွားခင်မှာကျွန်တော်တခုလေးပဲတောင်းဆိုပါတယ်ကျွန်တော်ဒီဗီဒီယိုလေး like လေးအသေးလေး share လေးမနှိပ်ရသေးဘူးဆိုတော့နှိပ်ခဲ့ပေးပါတကယ်ကျွန်တော်ရဲ့အကြည့်အများကြီးတင်ပါတယ်ခင်ဗျဒီဗီဒီယိုလေးလုပ်မယ်ဆိုတော့နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်เนาะဘာမှမဟုတ်ကျွန်တော်ပြင်းနေလို့ဖြစ်ပါတယ်โอเคသွားမယ် let's go ကဲပထမဦးဆုံးကတော့ကျွန်တော်စကုတ်တွေပါချိန်တာတော့ကြော်ပလိုက်နောက်အဲ့ဒါတွေကတော့အားလုံးလုံးတက်မယ်လို့ထင်တယ်ဒါမှလုံးမတက်သေးဘူးစကုတ်ချိန်မတက်သေးဘူးဆိုတော့ကျွန်တော်ဗီဒီယိုကိုကျွန်တော်ဒီcomment မှာပင် comment မှာအောက် comment မှာကျွန်တော် link ပေးထားမယ်အဲ့ဒီဗီဒီယိုကိုသွားကြည့်နော်အဲ့ဒါစကုတ်ချိန်ကြီးကဘယ်ဖုန်းကဘယ်လိုချိန်လဲဘယ်ဖုန်းကဘယ်လိုချိန်ဆိုတော့မရှိဘူးနော်စကုတ်ချိန်ကြီးတစ်မျိုးပဲရှိတယ်နော်နှစ်တွေဘယ်လောက်ပဲပြောင်းသွားစကုတ်ချိန်ကြီးတစ်မျိုးပဲရှိတယ်အဲ့ဒီဗီဒီယိုသွားကြည့်ပြီးမှဒီမှာလာလို့မယ်နော်โอเคလာပထမဦးဆုံးစကုတ်ချိန်ကြီးကိုတကယ်လို့သွားပြီးတော့ကြည့်ပြီးတော့ပြန်လာပြီးဆိုတော့စကုတ်ချိန်တော့မပေါင်းတာမပြောတော့ဘူးနော်โอเคပထမဦးဆုံးအိမ်အကြောင်းကျွန်တော်ပြောပြမယ်အခုကျွန်တော်စောင့်နေတာ iPad Pro မှာစောင့်နေ iPad screen နဲ့ဒီဖုန်း screen နဲ့ဆိုတော့ကွာလိမ့်မယ်ဒါပေမဲ့သုံးလို့ရတယ်နှစ်ခုလုံးချိန်လို့ရတယ်နော်โอเคပထမဦးဆုံးကျွန်တော်ပြောချင်တာကအရင်ဦးဆုံးတငယ်ချင်းတို့ပုံမှန်အိမ်ကိုကျွန်တော်ပြမယ်နော်ပုံမှန်အိမ်ကကျွန်တော်တို့ဒီအင်္ဂလိပ်လို့မဟုတ်ကျွန်တော်ထိုင်းလို့ပြင်ဒါပေမဲ့တငယ်တို့သိလိမ့်မယ်ဒီနားမှာဗျာကျွန်တော်တို့ဒီဒုတိယပြောင်းလိုက်ဒီအောက်နဲ့ဆွဲချလိုက်ပြီဆိုရင်ကျွန်တော်ဒီနားမှာ TPP အိမ်ဆို FPP အိမ်ဆိုတာနှစ်အိမ်ရှိတယ်ဟုတ်တယ်မလား TPP အိမ်နဲ့ FPP အိမ်ဒါ screen size ဗျာ screen ပုံစံမျိုးနှစ်ခုရှိတယ် okay TPP အိမ်ကတော့တိပြီးသားဖြစ်မယ် TPP အိမ်ဆိုတာကျွန်တော်တို့ဒီမှာတစ်ခုလုံးပေါ်တာဒါ TPP အိမ် FPP အိမ်ကတော့ဒါ FPP okay နော် FPP ကိုပြောတာ okay အဲ့တော့ဒီ TPP ကိုတော်တော်များများက 100% တင်sorry ဒီက 90% တင်ပြီးတော့စောကြတာများတယ်မကောင်းလားမကောင်းတယ်မြင်ကွင်းပို့ကျဲတယ်တိုးတော့အိမ်မကောင်းကျွန်တော်တယောက်ခံစားချင်တော့ဒါပေမဲ့သူ့ရဲ့အားသာချက်ကဘာလဲဆိုမြင်ကွင်းပို့ကျဲသွားတယ်ဟုတ်နော်ကျွန်တော်ခန္ဓာကိုယ်ကြည့်တာနော်ဒီမှာနော်ခန္ဓာကိုယ်ကြည့်တာနော်ဒီမှာနော်โอเคနောက်ပြီးတော့ဒီကောင်ပြန် short ချလိုက်မယ်ဆိုရင်ဒီမှာအကြီးဖြစ်သွားတယ်ခုနကဆိုတေးလေးဖြစ်သွားတယ်နော်ဟုတ်လားဒါဆိုရင်တေးလေးဖြစ်သွားတယ်โอเคဒါတစ်ချက်နော်တေချာကြည့်ကျွန်တော်ပြောပြမယ်တေချာကြည့်နော်အိမ်ကြီးတေချာကြည့်နော်အဲ့ဒီအယုံနဲ့ကျွန်တော်ဒီအဆက်လေးကိုတော်တော်များလေးမေးကြတယ်အဲ့ဆက်လေးကဘယ်လိုထားတာလဲဆိုရင်ကျွန်တော်အဲ့လေးပဲပြောပြပါမယ်ဒီအဆက်လေးကကျွန်တော်ဘယ်လိုမှထားတာမဟုတ်ဒါ setting ခလုတ်ဒါ setting ခလုတ်ဒီမှာ setting ချိန်နဲ့ခလုတ်အဲ့ဒီခလုတ်ကိုကျွန်တော်ရွှေ့လာတာရွှေ့တာဒီအလယ်မှာလာထားတာအနားကိုမရောက်မချင်းနှိမ့်လာထားပါနော်โอเคနော်လွယ်လေးဒါလူတိုင်းလုပ်တက်တယ်โอเคပထမအောင်ဆိုကျွန်တော်ပြောချင်တာကကျွန်တော်ဒီအရှိအဆက်လေးအိမ်နဲ့အဲ့ဒီအရှိအယုံနဲ့ကျွန်တော်နဲ့ဒီအကွာချားပေါ့နော်ဘယ်လောက်အဝေးလဲဆိုတော့တရားကြည့်တာနော်အခုဒါဆိုရကျွန်တော်တို့ဒါအိမ်အပြည့် 90% တင်ထားတာနော်မကြည့်ရှော့ချပြရမယ်အနားကိုရောက်သွားတယ်လားဟိုရှိကအိမ်ပိုကြီးသွားတယ်လားအဲ့တော့ဘာဖြစ်လဲဆိုကျွန်တော်တို့ခေါင်းပြတာပို့ပြီးတော့လွယ်သွားတယ်အိမ်လည်းမလွယ်ဘူးတစ်ချက်အဲ့မှာတစ်ချက်နော်ကျွန်တော်ပြမယ်နောက်တစ်ခုပြန်တင်ထားလိုက်မယ်နော်အားလုံးတော်တော်များဒီ90နဲ့ပဲစော့ကြတာများလို့နော်နောက်တစ်ချက်ဘာလဲဆိုတော့ပြေးတဲ့ဟာဒီမှာပြေးတဲ့ speed အခုကျွန်တော်ပြေးတာနှီးတယ်လို့ပြောတဲ့ border တွေကိုကျွန်တော်ပြောချင်တာကလေတစ်brother တို့ control 3ဒီ3ခုတည်းမှာဒီ2ခုပဲစော့တာများတယ်ဒီ2ကစော့လို့မရဘူးဒီ3ခုအဲ့ဒီ2ခုပါ1နဲ့3နဲ့ကိုကြိုက်တဲ့အဟောက်ရွေးစော့ဘယ်ကောင်နဲ့ဒီကောင်တစ်ကောင်ရဲ့အားနည်းချက်အားသာချက်ကတော့နည်းနည်းတူတူလေးပြောပြပေးလိုက်မယ်ဒီ